ငလာပါဒီနေ့ကတော့မယ်နဲ့အစ်စ်လွတ်ဇီးကိုလေးကိုထိုးမှဖြစ်ပါတယ်ဇီးသီးက၄ဘူးပါနော်ရေကို၄တက်လောက်ဆေးရပါတယ်နော်သူကသဲပါပါတယ်အဲ့တော့ဖွားဖွားပြီးအပေါ်ဆေးရပါတယ်ဆေးပြီးတော့နောက်ဆုံးစစ်ပြီးတဲ့အချိန်မှာမယ်နင်းတို့1နိုင်ခွဲလောက်မယ်နင်းရေစိမ်လိုက်ပါတယ်ရေစိမ်ပြီးတော့ဒီဟာလေးကိုမယ်နင်းမူရင်းတိုင်းလေးကိုမယ်နင်းမြည်ပြမှာဖြစ်ပါတယ်ထညက်မကြိုက်တဲ့လူကတော့ဒီတိုင်းလေးတွေစားလို့ကောင်းပါတယ်ဖောက်ဖောက်နေပါနော်ဒီဇီးသီးရလေအလုံးသေးမျိုးပါနော်ပြီးတော့မှရေပြန်စိမ်လိုက်တော့ခါမှာသူ့ရဲ့အလုံးလေးကနည်းနည်းလေးပြန်ပြီးတော့ထွားလာပါတယ်စားတဲ့ခါမှာဒါလေးဖောက်နဲ့အရန်ကောင်းပါတယ်နော်သူကအစစ်လွတ်ဇီးသီးပါအဆိုတွေကလည်းသူကအရသာရှိတဲ့အသီးမျိုးပါနော်အခုမြင်တဲ့အတိုင်းပါပဲเนาะဒါလေးကိုမင်းရယူလေးကိုထိုးစားမှာဖြစ်ပါတယ်ဒါရင်နွေးလေးပေါ့เนาะအရင်ဆုံးပထမလုံးလေးပူအောင်ကြိုလိုက်ပါတယ်ကြိုပြီးတော့အိုးလေးပူလာပြီဆိုလို့ရှိရင်မင်းထညက်25ချက်သားထည့်လိုက်ပါတယ်စားလေးအနည်းငယ်ထည့်ပါတယ်ထညက်ကလည်းမြန်မာထညက်ဆိုတော့မှုင်းနေပါအနံ့လေးရတယ်လေသူ့ကိုဘိုးပါလေးနဲ့စစ်ရပါတယ်ထညက်ကလည်းသဲပါတတ်ပါတယ်နော်ပြီးတော့ဒဲကိုစေးပြီးတော့ပြန်ကြိုပါတယ်ဒါတညလုံးမင်းနေရေစစ်ထားပြီးတော့ဒါအုပ်ထားတဲ့ဟာလေးပေါ့နော်ဒါမနက်မှမင်းနေထပြီးတော့ဂျူထိုးတာဖြစ်ပါတယ်ပြီးတော့ထညက်အိုးလေးစူလာပြီးဆိုလို့ရှိရင်ဇီးသီးကိုထည့်လိုက်ပါတယ်ဇီးသီးတွေကိုအရသာလေးဝင်သွားအောင်မင်းနေတာလေးကိုမှုပေးရတယ်မကြမှုရပါတယ်ဘာဖြစ်လို့လဲဆိုတော့ထညက်ကခဲပြီးတော့အိုးမှာတူးသွားမှဆိုလို့ပါနော်တကယ်လို့ဇီးသီးကမာနေတယ်အီလိုတယ်ဆိုလို့ရှိရင်နော်ကြားထဲမှာရေနွေးလေးထပ်ထည့်ပြီးတော့တဲပါနော်ပြည့်လေးကြိုက်တယ်ဆိုရင်ရေနွေးလေးကိုပို့ထည့်ပြီးတော့တဲပါအခုဆိုရင်ဇီးသီးလုံးတွေကိုထညက်အရသာလေးတွေကစိတ်ပြီးတော့ဝင်လာပါပြီပြည့်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့လေဒီဇီးသီးကိုလူမထိုးခင်မှာလက်ကလေးနဲ့လိုက်ဖိလိုက်တယ်ဆိုလို့ရှိရင်အရသာအထဲထဲဒီပို့ပြီးတော့ဝင်သွားပါတယ်မင်းကြီးကတော့အလုံးတိုင်းလေးပဲကြိုက်တဲ့အတွက်ကြောင့်မို့အလုံးတိုင်းလေးတွေပဲလုပ်တာဖြစ်ပါတယ်ဒါလည်းမင်းကြီးနဲ့ယူထိုးတာလည်းသိမထိုးဘူးတော့မင်းကြီးအခုဒါကိုယ့်ဘက်ကိုနည်းနည်းစမ်းတတ်တာဖြစ်ပါတယ်ရေခမ်းပြီးတော့နောက်ဆုံးစစ်ရောက်တော့ခမ်းသွားပါပြီ။ညောင်ကြီးရတမနည်းနည်းလေးလေးကြာလာပါပြီနော်။တော့ရေထပ်ထည့်ပြီးတော့ပို့ပြဲညောင်ကြီးကိုဒီထက်ကြမယ်ဆိုလို့ရှိရင်ထညက်ကအရန်စီးကပ်ပြီးတော့ဇီးသီးရချက်ခဲဖြစ်သွားမယ်နော်။မနက်ကေဆိုရင်တော့ဒါကိုလေစိန်ထားတဲ့ချာကြခြင်းက2နိုင်3နိုင်ဆိုရင်တော့ပို့ပြီးတော့ဇီးသီးလေးကပို့ဣသွားမယ်လို့ထင်ပါတယ်။ကဲအခုဆိုရင်ဇီးကိုလေးကညောင်စည်းကြပြီးတော့ချက်လာပါပြီအဲ့တော့မင်းကသူ့ကိုမိခလုတ်လေးပိတ်ပြီးတော့အိုးထဲမှာပဲအပူရှိန်လေးနဲ့ဆက်ပြီးတော့ထားပေးမှာဖြစ်ပါတယ်ဆိုရင်အယောင်စင်းလေးလည်းအရန်လှပြီးတော့ဇီးယူလေးကျသွားပါပြီအစစ်လွတ်ဇီးယူလေးပါဒါနို့ဇီဘူးနဲ့၄ဘူးပါနော်ဒါရောင်းဖို့မဟုတ်ပါဘူးမင်းကထိုးနီးကိုထိုးပြတာဖြစ်ပါတယ်အမှထိုးပြတာရန်ရှေ့ပဲကောင်းလိုက်တာကဲခုဆိုရင်ထညက်ကြီးရွှဲလေးနဲ့ဇီးယူလေးရပါပြီချက်ပါပြီဇီးယူ
ကိုလည်းမီးမယ်ယူလေရဆွမ်းတော့ကတ်မယ်ရဖျားဆွမ်းတော့ပြီဒါလေးကမင်းနဲ့လက်ဆောင်လေးပေးမှုပါဒါလေးကညအထဲမှာဒီမှာထက်ညအရေးလေးနဲ့လေးနဲ့ပြီးတော့နည်းနည်းလေးဒါလေးစားပါမယ်ပြီးတော့ဒါလေးကလက်ဆောင်ပေးမှုပါဒါလေးမီးမှဖြစ်ပါတယ်အစစ်လို့ဇီးသီးလေးပါဖောက်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 နေတယ်မှာဒါယူထိုးတော့ကဒီအညာလေးတွေကိုဖြုတ်ပြီးထိုးလဲကောင်းတယ်နော်အထဲမှာအရသာအကုန်ဝင်တယ်သူ့ဖြစ်ပြီးထိုးရမလို့ထညက်ကလည်းစစ်တော့မှုေးပြီးအရသာကိုရှိနေတယ်ဒါထညက်အစိတ်သားဇီးဇီးလေးဘူးကွက်တီပဲ